သွားตายအောင်လာလဲကြပါလို့နော်လာမလဲရင်တော့စိတ်ဆိုးမှာပဲလို့ဒါကြောင့်မလို့မေရုရွာတာစကံအလေလာစမ်းမှာရ
ပြားတချင်းဆိုတော့ဒီနေ့လေးရှည်သွားတယ်နော်ဒါတော့ဖိုက်လိုက်ကြောင်နေသေးတယ်တီးတဲ့ပိဋကတ်တွေတီးမှာပါလက်လိုက်ကိုချစ်ခင်အားပေးကြတယ်မြောက်စားကြတယ်လက်လိုက်ရဲ့ဂျေဇုရှင်နေဘယ်တော့ခါမှမမေ့ပါဘူးဆိုတာကိုလည်းပြောရင်းနဲ့နော်အားလုံးကိုစိတ်နှပြချမ်းသာချမ်းသာဝမ်းသာလန်းဖြာစွာဖြင့်စိတ်တကာယဒုက္ခတွေပြည့်စုံစွာနဲ့သာသနာဝန်ဘာသာဝန်ကိုထိုင်ရနိုင်ပါစေလို့နော်